ကိုရောက်ရှိလာပြီဒီကနေ့ဝေကိုကန်တလက်ဟိုဘက်မှာကွာဒီဘက်ကူးလိုက်တလားရောက်နေဟိုရောက်ရင်ကျွန်တော်ဆက်ပြေးကြအောင်လေအဲအားလည်းတလားဆေးတယ်နောက်ဆုံးကျရောက်ရှိလာပြီပေါ့နော်ဒလားမျိုးပေါ့နော်ကျွန်တော်တို့မတဲစုအိမ်ကိုရောက်လာပြီမှာသူ့အဖွာတော့ထွက်ချိုနေပေါ့တော်လေးနာမည်ကြီးနေတယ်ဆိုတော့ဆရာသူစုတစိတ်တွေဘာရလဲအသေးစိတ်ပေါ့နော်မေးမယ်ပြီးတော့သူပြန်ခဲ့ရတဲ့အမှတ်တရအကြောင်းလေးကျွန်တော်မေးပြီးတော့ဒီနေ့ challenge ကတော့မခေါ်တော့ဘူးပေါ့နော်သူက challenge ကိုခေါ်ရင်တော့ကျွန်တော်လည်းအလှကားရပလာတွေပြန်ရမှာဆိုတော့အဆင်မပြေဘူးဆိုတော့အဲ့လိုပဲမေးခွန်းလေးတွေမေးပြီးတော့မေးခွန်းမေးပေါ့နော်မေးခွန်းမေးပြီးစုငွေပေးနေဆိုရင်တော့မဟုတ်ဒီအမှစုငွေပေးမယ်ပေါ့နော်ကျွန်တော်တို့ Okay so အဲမှာကျွန်တော်တို့ဒါလိုက်ကြည့်ကြအောင် Let's go guysမင်္ဂလာပါညီမဟုတ်မင်္ဂလာပါဟုတ်ဒါကတော့ကျွန်တော်တို့ဒီရက်ပိုင်းပါနော်တော်တော်လေးနာမည်ကြီးလာတယ်ပဲပြောအောင်ပါနော်ဆိုတော့ဒါကျွန်တော်တို့သိစီရောက်လာတယ်ဗောနော်ဆိုတော့နာမည်ကတော့အားလုံးသိပြီးတိုင်းဖြစ်မှာဗောနော်ကျွန်တော်တို့မတဲစုဗောနော်မတဲစုလို့ခေါ်တယ်ဆိုတော့ဒါကျွန်တော်တို့လည်း view ထဲမှာတွေ့လို့ရောက်လာတာဗောနော်ဆိုတော့ကျွန်တော်တို့လည်းအခုလိုမျိုးလက်ခံပေးရတော့ကျေးဇူးတင်ပါတယ်ဗောနော်ပထမဆုံးအနေနဲ့ပြီးတော့ပထမဆုံးအနေနဲ့ကိုယ့်ကိုယ်နည်းနည်းမိတ်ဆက်ပေးပါအောင်ဗောနော်ပရိသတ်တွေဟုတ်ကဲ့ဒီနာမည်ကမတဲစုပါဒလားမျိုးနဲ့ကျစတာရောက်ကမှနေရပါရှင့်နာမည်အရင်မတဲစုလားနာမည်အရင်မတဲစုဟိုဒီဘက်နှစ်ယောက်လည်းမိတ်ဆက်ပေးအောင်တခါတည်းဒါအိမ်လာတာဆိုဒါဟုတ်တယ်ဒါအဖွာအရင်ပေါ့နော်အမေပေါ့အမေနေရာမှာစားထုတ်ထားရအဖွာပေါ့ဒါကြတော့အမေရဲ့အဖွာရဲ့ညီမဒါအမွှာညီမနှစ်ယောက်ပါတော်တော်ရုပ်တူတယ် Okay so ကျွန်တော်တို့ဒါပထမဆုံးလည်းမေးချင်တာပေါ့နော်ဘယ်လိုခံစားလဲရုပ်တရက်ကြီးအရန်နာမည်ကြီးလာတော်နာမည်ကြီးပါနော်ကျွန်တော်တနိုင်ငံလုံးသိပါအောင်အဲ့မှာဘယ်လိုခံစားရလဲခံစားရတယ်ဘယ်လိုခံစားရလဲဆိုတော့အရန်ပြောရပါတော့အရင်တော့ကိုယ်အဆူရတော့မှအဲ့လောက်ထိလူသိရှိကြမဖြစ်ဘူးအခုကတော်တော်လေးကိုလူသိရှိကြဖြစ်သွားတဲ့အတွက်အကုန်လုံးကလည်းကိုကြီးထောက်ပံ့ပေးတဲ့သူတွေလည်းရှိတယ်ဟိုပါနော်အပြင်မှာထောက်ပံ့ပေးတဲ့သူရှိသလိုအဝေးရတနေရာနေပြီးတော့ပြည်သူတွေကလည်းတနိုင်တစ်ပိုင်းအဲ့လိုမျိုးထောက်ပံ့ပေးကြပါတယ်ဟုတ်ပါတော့ Okayဆိုတော့ဟိုဟာစုစိတ်လည်းအများကြီးတွေ့တယ်နော်ဒီအကြီးကိုတော်တော်သိမှစားတယ်တစ်ချက်ဖြုတ်လို့ရလား Okay so ဒါလေးရှင်းတော့တော်တော်ကြီးရရှိကြီးဆိုတော့ဒါဘယ်တော့ရရလေးလဲတော်တော်ကြီးရနော်ခုလူနဲ့တော့သိမလားအရင်တော့ခန္ဓာကိုထွားလာအရင်တော့နည်းနည်းတော့ခန္ဓာကိုထွားရဟုတ်လားနည်းနည်းတော့ဒီတော့အစားတောက်နိုင်လေခွဲချုပ်ကလည်းအဲ့လိုမျိုးပေါ့အစားတောက်တင်နေပါထောက်ပံ့ပြီးရကဲဝင်တော့ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့အသေးလေးစားအဲ့လိုအရန်စားတဲ့အချိန်ကြီးရှိရခန္ဓာကိုနည်းနည်းရှိအခုလုံးဝကျသွားအိမ်မှာနေရတယ်လေဟုတ်တော့ဆိုတော့ဒါပါစုစိတ်လည်းရှင်းပြပါဦးရေးရတာဝေါ် bodybuilding and physics sport ဆိုတော့ကိုရီးယားမှာသွားတယ်ကိုရီးယားမှာတောင်ကိုရီးယားမှာနော်ဘယ်နှစ်ခုနှစ်လောက်ကသွားလဲဟို2019ခုနှစ်2019ခုနှစ်မှာနောက်ဆုံးပြန်ခဲ့တဲ့ပွဲပေါ့နော်ဟိုကမ္ဘာဖလားပွဲမှာကိုရီးယားပေါ့ကိုရီးယားနိုင်ငံမှာတက်ပြန်ခဲ့တဲ့စုလေးပါတတိယရခဲ့ပါရဲ့ရှင်โอเคကျေးဇူးပါလေးကျွန်တော်ကိုင်းမယ်ဒီထဲမှာပထမစုတွေကဘယ်နှစ်ခုလောက်ရှိလဲအကုန်လုံးပဲလားနှစ်ခုရှိတယ်နိုင်ငံပြိုင်ပွဲတော့ပထမစုက2စုရှိရယ်ဟိုဘက်ကကြတော့ဒုတိယစုဒါအာရှမှာ2စုရခဲ့တာအာရှမှာ2စု2စုရခဲ့တာအပြေမှာတတိယတစုလည်းရခဲ့သေးတယ်ဟုတ် model physics အပေါ်မှာစီနီယာတန်းမှာဒုတိယစုရအဲ့တော့စရုပ်ထစုရခဲ့သေးတယ်โอเคဆိုတော့ဟိုမှာနော် body စုတွေရနော်တကယ်တမ်းလူခန္ဓာကတွေးလေးမတင်ရဘူးအရင်တော့အရင်မိုက်ခဲ့တာဟိုတသိတွေရောအကုန်လုံးစုတယ်ဟုတ်ဟိုပေါ့ဒီရာရေးကြတော့ပေါ့ညီမအများကြီးပဲနော်2014ခုနှစ်ကနေပြီးတော့အခု2019နောက်ဆုံးပြန်ခဲ့တဲ့ခုနှစ်လည်းဖြစ်တယ်လေ2019ခုနှစ်ထိကိုစူးစမ်းခဲ့တဲ့စုဒါပေမဲ့ညီမစုတစ်ခုလည်းတော့မဟုတ်ညီမလေးကလည်းရွက်လီမှာစုတွေရခဲ့တယ်အရင်ဝမ်းခွဲပေါ့သူလည်းညီမလိုပဲအဖေအမီဝဲပေါ့ဒါပေမဲ့အမေကဆုံးသွားငါကြခွဲသွားသူလည်းစုတွေရခဲ့သေးတယ်သူဆယ်ပြရောညီမဆယ်ရောထားโอเคဒါကြီးမှာခဏချမယ်နော်โอเคအိမ်သွားလို့တခုလားလိုက်ယူမှာပြလိုက်ယူโอเคဆိုဟာလေးအခုအသက်ဘယ်လောက်ရှိပြီလဲပြပြလို့ရလားအခု20ကျော်21ထဲဝင်နေပြီဆိုတော့ဘယ်နှစ်ခုနှစ်လောက်ကစဆော့လဲ21မှာတော့စုတွေကမနေဘူးနော်နောက်ဒီကနေ့ဆက်ပြိုင်မယ်ဆိုတော့အဖွာနော်အိမ်အောင်ပြည့်သွားမှာနော်အနေထားဘယ်နှစ်ခုနှစ်လောက်စပြိုင်တာ2014ခုနှစ်ကစပြိုင်14ကနေ19တွင်းဒီလောက်ထိရတယ်ဆိုတော့တော်တယ်လို့ပြောမှာပေါ့နော်ဖန်တွေရောများလာပြီလားခုဒီဘက်မှာဒီတလားဒီတော့မှာလမ်းတွေ့ရင်နှုတ်ဆက်တာညီမအဲ့လိုမရှိအဲ့လိုမျိုးတော့မသိဘူးမရှိတယ်တဲ့ဘေးနားမှာအဖပြောနေโอเคဆိုတော့social media လဲသုံးတာပါသုံးလားဟုတ်သုံးတယ်social media သုံးရင်
ပရိသတ်တွေလည်းရှိမှာပဲလေကျွန်တော်တို့တခြား line ပေါ်ကနေကြည့်ရမှာဟုတ်ပဲညီမတို့ဓာတ်ရိုက်အားပေးရှင်တဲ့ပရိသတ်တွေအတွက် social media အကောင့်လေးပြောပြပေးလို့ရမှာဘာသုံးလဲ ဟုတ်ကဲ့ဟိုဟာညီမ Facebook လည်းသုံးတယ် Telegram Viber ဟိုက Instagram အကုန်သုံးတယ် Telegram လို့ပဲတော့မပေးနဲ့လေတစ်ချိန်လုံးဖုန်းခေါ်နေဒုက္ခရအောင်ပဲ Facebook လောက်ဆိုတော်ပြီပေါ့ ဟိုသုံးတာကိုပြောပြရတယ် Facebook အကောင့်လေးပြောပြโอเคကျွန်တော်တခုလောက်ပြောပြချင်လို့ပါဆွဲအီကိုအားပေးနေကြတဲ့ဘောလုံးဝါသနာရှင်တွေအနေနဲ့ကျွန်တော်တို့ဆွဲအီကိုစွန်စာအဖြစ်ကူညီပေးနေတဲ့ Yes ပေါ်မှာဆောင်းကစားခြင်းမြစ်ကူညီပေးပါလို့ဒီကနေတောင်းဆိုပါတယ်ရှင်သူပြောတဲ့အတိုင်းပါပဲကျွန်တော်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင် Facebook ကောက်လေးပြောပြတဲလေးဆိုတဲ့နာမည်မှာနောက်ကတဲစုဆိုပြီးတော့နာမည်ရင်းလေးထည့်ပေးထားပါတယ်ညီမရဲ့အကောင့်အောက်မှာဘောနော် bio မှာပေါ့ညီမရထားတဲ့စုတွေလည်းတင်ပေးထားတယ်ဘာလို့ရှိရင်ဟိုပေါ့ profile background ပေါ့နော်နောက်ခံ photo မှာလည်းညီမတိုင်ဝဲဝင်ခဲ့တဲ့ပုံလေး စုရတော့ပုံလေးโอเคတဲစုနောက်မှာတဲလေးအကောင့်နာမည်ကတဲလေးနောက်မှာ THE ရတယ် THA ကျွန်တော်လည်းမသိတော့တခါလည်းမေးတယ်မသိသေး THA တဲ LAY လေးအကောင့်နာမည်ရတာနောက်မှာကတဲစုဆိုပြီးနာမည်အရေးလေးကိုထည့်ပေးထားတယ်ဟုတ်ကဲ့ဒါပြည့်တဲ့တွေနော်တခါလည်းလာကြတော့โอเคဆိုဟိုစုအားလုံးပေါင်းဘယ်နှခုရှိလဲတိရလားတိလားကိုရခဲ့တဲ့စုတွေဘယ်နှခုရှိလဲ ဟိုနေ့ကဆွဲပြားကြီးပဲရည်တာတော့ဟိုနေ့ကမှရည်ရလားဟိုရင်နေကမမှတ်ပါဘူးလားရေကြည့်ရတော့40နီးပါတော့ရှိ40နီးပါလား40ကျော်တယ်ကျော်နော်ဒီပြားတွေပဲဟုတ်ကဲ့ကျော်တယ်ဒါပေမဲ့တချို့စုတွေကကြတော့ဟိုပဲရဆွဲပြားမရတဲ့ဆိုင်အဲ့ဘောအမှတ်တရပစ္စည်းပါနေအဲ့လိုတွေပေါ့ဟုတ်ကဲ့ဆိုဟိုအမှတ်ရဆုံးပွဲကပြန်မဲ့ဖြစ်မလဲနိုင်ငံခြားထွက်တော့နိုင်ငံခြားရတော့ဗောနိုင်ငံခြားထွက်တော့သွားခဲ့တဲ့ပွဲတွေအမှတ်ရဆုံးပွဲအလွယ်လွယ်ဆိုလည်းဖြစ်ကောင်းဖြစ်နိုင်အမှတ်တရဖြစ်ဆုံးပွဲတခုရှိတယ်3ခါလုံးပေါ့3ခါသွား3ခါလုံးပေါ့2ခါသွားရယ်2ခါလုံးဒါပေမဲ့မြန်မာနိုင်ငံမှာတပွဲပြန်ခဲ့မြန်မာမှာလည်းအဲ့လိုအမှတ်တရရှိတယ်ဟေးပြောမှတခုပေါ့ရည်စရာပဲဖြစ်ပြောတယ်အမှတ်ရရလေအေးအမအဖွားတော်သိတယ်တဲ့ဟလားတော်လေးပေါ့တော်လေးလားအဖွားပဲပြောပါဘာအဖွားပြောတဲ့ဟာလေးပြောပါပဲဘာတော့အရှိတာအရှာဝဲမှာပေါ့နော်ညီမတို့ဟိုဘာအမျိုးသမီးတွေပဲစုပြီးတော့ဆိုမဖိတ်ခေါ်ပြိုင်ပွဲလေးပြိုင်ခဲ့တယ်ဒါကြီးကလည်းအမှတ်တရပဲလေဟိုပြီးတော့တီချေအဲ့တော့လည်းညီမလေးကအကောင့်အသေးဆုံးလေဆိုမဆိုခေါင်းရလေခေါင်းကတော့သူ့မဆယ်ကြပါအကောင့်သေးရတယ်တီချေလေဘယ်မပြိုင်မနဲ့နေမပြိုင်သမီးရောအရင်ကချင်တာအဲ့နဲ့တီချေတားနေကြတယ်ပေါ့ဟိုဝင်ပြိုင်လိုက်တယ်ဒါပေမဲ့ပြိုင်ပွဲလိုက်ပြီးတော့အကောင့်ဆုံးထိန်းတော့တာပဲဒါတီချေကအရင်ဖြစ်စေခြင်းနဲ့လေချယ်တော်ယူဝဲဆိုသမီးတို့အရင်ဖြစ်စေခြင်းနဲ့အားကြောင့်မို့သမီးတို့အမြဲတမ်း sporting ပေးတယ်အဲ့ဥစ္စာလည်းအမှတ်တရပြောချင်ပြိုင်ပွဲတော့လေပေါ့နော်ဟိုပထမရလို့ရှိရင်နိုင်ငံတော်အလံချုံပြီးတော့နောက်ကဘက်ကရောင်းပြီးတော့ပါလေနိုင်ငံတော်ချင်းဆိုရဲဆိုတဲ့အခါမှာဆိုလို့ရှိရင်လေညီမနိုင်ငံတော်ချင်းဝါတာဘာရပါလဲဟိုညီမတို့မြန်မာနိုင်ငံက fitness physics ဆိုပြီး9ရောက်ဝင်ပြိုင်နေယောက်ျားလေး3ယောက်မိန်းကလေး2ယောက်ပြိုင်ခဲ့တယ်။တကယ်ဝယ်မှာယောက်ျားလေးတွေပထမဆုံးအရှိမစုယူနေတော့နောက်မှမိန်းကလေးတွေတန်းစီရတယ်လေစုယူဖို့တောင်းဒါပေမဲ့အဲ့စိတ်စိမ်ပေါ်ရောက်မှစုကကျင်ညာပြတဲ့အတွက်အရင်ရင်ခုံရတယ်။ပြီးတော့စိတ်စိမ်ပေါ်ရောက်မှစုရမရကြောကျင်ညာပြအဲ့တော့မှနောက်မှတန်းစီနေရတဲ့အရှိမအကိုဒီစုယူနေတဲ့ခါမှာပေါ့နော်ဟိုဘောထားရပထမရပါထားရပထမရပါစိတ်ထဲကိုလေနိုင်ငံချင်းလည်းမဆိုရဘူးဆိုပြီးအဲ့တွေးလိုက်သေးရဲ့အနောက်ကတက်စီတွေးပြီးတော့အနောက်ကမဝိုင်းရပါတယ်လေမဝိုင်းရညီမတို့နဲ့တစ်ဖွဲ့တယ်ပဲမဝိုင်းရကိုလှမ်းပြီးတော့မားလို့နဲ့ဟိုစုရလို့ရှိရင်ဟိုနိုင်ငံတော်အလံတချင်းကိုလိုက်ဆိုမင်းတော့အဲ့လိုမျိုးမသိကိုယ်စိတ်ထဲမသိပေမဲ့လည်းအဲ့လိုလှမ်းပြောလိုက်မိဘသူရမယ်ဆိုတော့လည်းမသိဘူးလေဟိုညီမရမှာလားအမဝိုင်းရမှာဒါမှမဟုတ်လို့ရှိရင်တခြားလူပဲရမှာလားဆိုတာလုံးဝမသိဘူးဒါပေမဲ့အဲ့လိုမျိုးအမှတ်မတင်လှည့်ပြီးတော့ပြောလိုက်တယ်ပြောလိုက်ပြီးတော့တစ်ချက်တော့ဒီမမမျိုးလေသူတစ်ချက်ကပထမဆုံးရတဲ့သူအလက်အတစ်တစ်လေးခြုံပြီးမယ်လို့ပြောသေးတယ်ပြောသေးတာအဲ့ဒါကိုတစ်ချက်ကိုလှည့်ပြီးတော့တစ်ချက်လို့တမျိုးအလက်အတစ်လေးခြုံပြီးတော့လို့ပြောရသေးတယ်အဲ့နဲ့စုရအဲ့လိုတော့လဲတော့ဆွရမယ်လို့လည်းမထင်တော့ဘူးလေဒါပေမဲ့အနောက်မှာအဲ့လိုမျိုးပေါ့ပြောမိလိုက်တယ်ကိုလည်းမသိစိတ်ကအဲ့လိုပြောမိလိုက်တယ်တကယ်လဲအဲ့မှာဆူရတယ်ဆူရတယ်အလန်တိလက်ချုံရတယ်တော့အမှတ်တရဖြစ်သွားအောင်နော်ဆရာမနဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါအမှတ်တရပဲဟုတ်ဆိုတော့ဒါနဲ့တခုသိချင်တာလေအခုနမမေးလိုက်တာပေါ့နော်ဒါ
တွေ့ရတာကတော့ဒါ body suit တွေပေါ့နော်ခန္ဓာကိုယ်အလားစုပန်းနေတော့အဓိက main ကဘာဖြစ်လဲညီမလေးဆော့တာအဓိက main က ဟုတ်ညီမဆော့တာကအခုကကာယဗလာနဲ့ကာယကြက်ခိုင်မှုလေသူက2မျိုးပေါင်းမှ1မျိုးဖြစ်တာဒါပေမဲ့ညီမကကာယဗလာမဟုတ်ဘဲနဲ့ကာယကြက်ခိုင်မှုပိုင်းကနေပြီးတော့ဝင်တိုင်းတာ ကာယဗလာလည်းပြန်ခဲ့တယ်ကာယဗလာလည်းဖြစ်တယ်ပေါ့အကြံခိုင်ပိုင်းလည်းမတူးလာတာကျွန်တော်လည်းအဲ့ဒါအဲ့ ကာယဗလာဆိုတာမှဆက်ပြကာယကြက်ခိုင်မှုဆိုတာကိုကာယကြက်ခိုင်ကြက်ဘလောက်ကြက်ခိုင်ဆိုပျော်ပြောင်းမှုတွေစတာနေအကောဂျုံးနေလေပိုင်းအဲ့လိုမျိုး ကာယဗလာမှာစုရဟိုမလားကာယဗလာဟုတ်တယ်နော်ဟုတ်လား ကာယဗလာမှာစုရတာက တော့ဗလာပုံနဲ့ဆိုโอเค fitness ဒါပေမဲ့ fitness ကိုလည်းဒီလိုပုံနေတယ်အဲ့တော့ fitness နည်းနည်းတော့တိတာနော်ဟိုတခုမေးချင်တာအဖွားကိုမေးချင်တာပေါ့နော်တခြားတခြားဟိုကအဖွားဒီဟိုမြီးခန္ဓာကတည်လေအဲ့လိုကာယဗလာမယ်စုရမယ်လို့ထင်လားပေါ့ မထင်ပါဘူး ခဏလေးခဏတော့သိရနော်ဒါမဲ့လည်းဒါလည်းဟုတ်တယ်ဖွားပျော်မှာပေါ့နော်ဖွားလို့လည်းနော်โอเค ထားတော့ခု ဟုတ် 3000လက်တယ် 3000လက်တာလားဟုတ်လား လက်နဲ့ထားလို့30လက် ဟုတ်လားโอเคဆိုဟာပေါ့နော်အခုမေးချင်တာဟုတ်ကဲ့ဟိုအခုဟိုပါပေါ့ပြန်မပြန်တာဒီက3နှစ်ပဲပြောမှာပေါ့နော်ဒီကိုဗစ်ကာလာ3နှစ်ဆိုပြန်မရှိဘူးမလားโอเคဆိုတော့ဘာပဲပြောအခုညီမတော်တော်လေးနာမည်ကြီးလိုက်ပေါ့နော်ဆက်လုပ်ဖြုံမှာလားဘာလဲဆက်လုပ်ဖြုံမှာလဲအဲ့ဒါလေး ဟုတ်ကဲ့ညီမကတော့ပြိုင်ပွဲရေးဆက်ပြီးတော့ပြန်ချင်ပါသေးတယ်အဲ့အတွက်စူးစမ်းအောင်ပါပါ ကျိုးစားမှာခွန်လိုင်းလည်းအများကြီးရလာမှာပေါ့နော်ဆိုတော့အိမ်မက်ကဘာထက်ဖြစ်အောင်လဲစုတွေအများကြီးရောရတာဒါပေမဲ့ရှီအောင်မယ်ထင်ပါတယ်အသက်ကငယ်လေးပဲရှိသေးအောင် ဟုတ်အိမ်မက်ကတော့ဒီထက်ပို့ပြီးတော့ဗောနော်စူးစမ်းခြင်းစိတ်ကတော့ရှိတယ်အမြဲတမ်းမဲ့တာကတော့ ဟုတ်ကဲ့ဆိုတော့အဆင်မပြေမှုလေးလည်းတွေ့ရတယ်ဗောနော် online မှာဒါပေမဲ့လည်းအများကြီးအဆင်ပြေဖို့လည်းကျွန်တော်တို့ဆူတောင်းပေးတယ်ပြီးတော့ဒီနေ့ဆိုကျွန်တော်တို့ဒီ page ကျွန်တော်ဆွဲကြီးဗောနော် Sport with Ultras အားကစား page ကလာဗောနော်ကျွန်တော်တို့လည်းဒီကျွန်တော်တို့ page ကနေပြီးတော့ဟိုတက်နိုင်တဲ့လောက်လေးဗောနော်ကျွန်တော်တို့ဘယ်လိုပြောရမလဲလက်ခံပေါ့ကျွန်တော်တို့အချိန်ပေးလို့ပေးအောင်နော်ကျွန်တော်တက်နိုင်လား3သိန်းပေါ့โอเคဒါလေးလက်ခံပြီးပါโอเคဒါလေးကျေးဇူးတင်ပါတယ်ရှင်โอเคနောက်လည်းအများကြီးအောင်နေပါသေးအခုလည်းသိတယ်အချိန်တော်တော်မရတော့ဘူးเนาะကျွန်တော်တို့ရိုက်နေတာဘယ်လိုဖြစ်နေလဲဆိုတော့ကျွန်တော်တို့သိတော့မှတော်တော်အချိန်မရအောင်ဒါမနေ့ကျေးဇူးတင်ပါတယ်โอเคကျွန်တော်လည်းကျေးဇူးတင်တယ်နောက်လည်းအောင်မြင်သွားရင်လည်းဒီလိုမျိုးမဟုတ်ပဲねကျွန်တော်တို့တခြားအစီအစဉ်တွေမှာလည်းထပ်တွေ့ကြတာပေါ့ဗျာเนาะနိုင်ငံ40လည်းဖြစ်ပါသေးနောက်ညှော်လင့်ထားတဲ့အိမ်မက်တွေလည်းအများကြီးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်เนาะပေးတဲ့ဆုနဲ့ပြပါစေပရိသတ်တွေရောပရိသတ်ကအခုကအရင်တော့ကလည်းရှိမယ်အခုဆိုတာပို့ပြီးတော့ရှိသွားပြီပေါ့နော်များလားတေချာတခုကတော့ပို့များအခုအကောက်ပါပြောပေးလိုက်ပြီးတော့များလာပြီဆိုအဲ့လူတွေကိုရင်ထဲရှိတဲ့စကားတွေပေါ့နော်ထုံးစံနဲ့ကျေးဇူးတင်ပါတယ်ညာမဟုတ်တေချာလေးပါတကယ်အားပေးပါတယ်တေချာလေးပြောပေးပါအခုပါနော်ဟိုကြည့်ရှုနေတဲ့သူတွေကဒါမှမဟုတ်လို့ရှိရင်အပြင်ကနေပြီးတော့အားပေးတဲ့သူတွေရောပေါ့အခုကလေကစားသမားတယောက်ရဲ့အဓိကလိုအပ်ချက်ကအားပေးမှုပဲအားပေးတန်ပေါ့နော်အားပေးတန်နေလက်ခုပ်တန်နေကြားရလေဒီကစားသမားကအောင်မြင်အောင်သူစူးစမ်းလေပဲဖြစ်မှာကစားသမားရဲ့အဓိကကတော့ပိတ်တဲ့ရဲ့အားပေးမှုတွေဟုတ်ကဲ့ဘယ်လိုပေါ့နော်အားပေးတဲ့သူတွေကကြီးစုပေးတဲ့သူတွေကအကုန်လုံးပေါ့နော်တူတယောက်ချင်းစီတိုင်းကုညီပေးတဲ့သူတွေကိုအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ဒီထက်လည်းပူကြိုးစားအောင်မယ်ပေါ့ဟုတ်ကဲ့ဒီထက်လည်းပူကြိုးစားအောင်ပါဟုတ်ကဲ့ဒါနဲ့နောက်ခဏဒီအိမ်မှာဘယ်နှစ်နေကြလဲဒီမှာ9ယောက်9ယောက်အဖွားရယ်ဘာရှင်အဖေရယ်ဦးလေးရယ်ဘာရှင်ညီမလေးတယောက်ရရှိသေး9ယောက်โอเคဆိုတော့ကျွန်တော်တို့အချိန်ပြည့်လို့ကျေးဇူးတင်ပါတယ်ဆိုတော့ပရိသတ်တွေအားလုံးလည်းကျေနပ်ကြလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ညီမကိုအားပေးချင်တဲ့ဒလနေရနော်လိပ်စာလေးတစ်ခါလေးပြောလိုက်ဟုတ်ကဲ့ရန်ကုန်တိုင်းဒေသကြီးဒလမြို့နယ်ကျက်စသားရက်ကွက်အောင်တော်မူဖျားပေးပတ်လမ်းမှာနေပါရဲ့ရှင်โอเคဗီဒီယိုထဲမှာတည်းအပြင်မှာပူချောရယ်နော်အဲ့ဒါဟုတ်ရယ်နော်ဟုတ်တယ်โอเคဆိုတော့ကျေးဇူးပါအချိန်ပေးလို့ကျေးဇူးပါနော်ခွာဟုတ်